အထာနာမေတံဘေခဝေနောဝကာတောယံဘရုပကမေနာတထကတံဇီဝိတာဝရောပိယအနုပကမေနာဘေခဝေတထကတာပရိနိဗ္ဗာယံတိဣတိနာသေသဥဇေနာသုတိမေဟောတုတဗ္ဗရာအထာနာမေတံဘေခဝေနောဝကာတောယံဘရုပကမေနာတထကတံဇီဝိတာဝရောပိယအနုပကမေနာဘေခွေတထကတာပရိနိဗ္ဗာယံတိဣတိနာသေသဝဇေနာသုတိမေဟောတုတဗ္ဗရာအထာနာမေတံဘေခွေနဝကာတောယံဘရုပကမေနာတထကတံဇီဝိတာဝရောပိယအနုပကမေနာဘေခွေတထကတာပရိနိဗ္ဗာယံတိဣတိနာသေသဝဇေနာသုတိမေဟောတုတဗ္ဗရာရူပကမေနာသူတော်ဘာတို့ဤလုံလာပယောဂအာဖြင့်ဝါသူတော်ဘာတို့ဤလက်နဲ့ပယောဂအာဖြင့်တထကတံမြတ်စွာဘုရားသခင်ကိုဇီဝိတာဇီဝိတိန်နရိမာယံဝရောပိယအကျဉ်ချရာဤဝါအကျဉ်တဖြတ်ရာဤဣတံဤသို့မြတ်စွာဘုရားကိုသူတော်အားတို့၏လက်နှင့်ပယောဂဖြင့်တဖြတ်နိုင်ခြင်းမျိုးသည်အထာနာအကြောင်းမဟုတ်အနဝကာသောအခွင့်မဟုတ်တထာဂတာရှိဖျားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောဘုရားရှင်ဟူသည်များတို့သည်ဥပကမေနာသူတော်ဘာတို့၏လုံလာပယောဂလက်နှင့်အားဖြင့်နပရိနိဗ္ဗာယံတိပရိနိဗ္ဗာန်ဆံယုထုံးစာမရှိကုန်ဣတိနာသစ္စာဝေဇေနာဤသို့ထုတ်ပြန်ဟုတ်မှန်သောသုလဝါပါဠိတော်လာမြတ်စွာဘုရားသခင်ရဲ့တရားတော်ကိုရွတ်ဆိုရခြင်းကြောင့်မေငါအတုတိကိုယ်ရောစိတ်ပါချမ်းသာခြင်းကျမ်းမာချမ်းသာခြင်းသည်ဗရာနိယောညပါအခါခတေဟောတုမုတ်ချမဲ့တွေဖြစ်ပေါ်ပါစေသတည်းအနာပရိသအပေါင်းသူတော်ကောင်းတို့တိုင်သူပြည်သားလူများတို့ချမ်းသာအောင်ဒီဂါထာလေးအန္တရာယ်ကင်းဂါထာလေးကိုနေ့စဉ်ရွတ်ဖတ်တရဆဲကြပါရွတ်ဖတ်တရဆဲတဲ့ဖြင့်အလွန်တရာဆိုးဝါးတဲ့ယောဂကြီးတွေဧကန္နပြောက်ပါတယ်ဘေးဥပအန္တရာယ်ရန်တွေမုန်တိုင်းဘေးကြီးတွေလည်းကင်းဝေးပါတယ်အလုံးသောပရိသတ်ပေါင်းသူတော်ကောင်းတွေနဲ့ကတိုင်းလူပြည်သားလူအများတို့ဘေးဥပအန္တရာယ်ရန်တွေကင်းပြီးတော့သာသနာအကျိုးတိုင်းပြည်အကျိုးတည်ဖို့ရွတ်ဆောင်နိုင်ကြပါစေ